ခုဆွဲတော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေကဒီ sketch ချထားတဲ့ပုံရဲ့ကျွန်တော်တို့လက်တန်းဆွဲတဲ့ပုံရင်ဆိုပြီးတော့နှစ်ခုရှိတယ်ဒီနေ့ဆွဲပြပေးမှာတော့ကျွန်တော် sketch ချထားပြီးသားပုံတစ်ခုကိုကျွန်တော်ဆွဲပြပေးမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ကကျွန်တော်တင်ခဲ့တဲ့ logo design ဆွဲတဲ့ပုံစံကတော့ကျွန်တော်တို့တွေကလက်တန်းဆွဲတာပေါ့နော်line လေးတွေချမယ်ချပြီးတော့ကိုလိုချင်သလိုမျိုး line လေးတွေကိုကျွန်တော် shape data 2နဲ့ကျွန်တော်ပြန်ပြီးတော့အယောင်ထည့်တယ်ပေါ့နော်ဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့ sketch ချထားတဲ့ပုံကိုဆွဲပြပေးမှာဖြစ်ပါတယ် sketch ချတာကကြောင့်ကျွန်တော်တို့ကပုံဆွဲစာအုပ်နဲ့ပဲဖြစ်ဒီစာအုပ်နဲ့ပဲဖြစ်ဖုန်းထဲမှာပဲဖြစ်ကိုကြိုက်တဲ့လိုမျိုးချလို့ရတယ်ပေါ့နော်ပြီးမှပဲကျွန်တော်တို့ကဒီအဲ့ဥစ္စာကိုဓာတ်ပုံလေးရိုက်ပြီးသွားပြီဆိုရင်ကျွန်တော် laptop တွေကိုထည့် laptop တွေကနေစဉ် Illustrator တွေကိုထည့်ပေါ့နော်ဆိုတော့ဒီကောင်လေးကိုကျွန်တော်ဆွဲပြပေးမှာဖြစ်ပါတယ်ဆိုတော့ဒီကောင်လေးကိုကျွန်တော်တို့ကopacity short လိုက်မယ်ထပ်ဝက်လောက်ပေါ့နော်ပြီးရင်တော့ခတ်လိုက်မယ်ပြီးရင် layer တစ်ခုထပ်ခေါ်လိုက်မယ်ဆိုတော့ပြီးရင်ကျွန်တော်ဒီနေရာမှာ rectangle 2ထဲမှာရှိတဲ့ဒီဆက်ဝိုင်းပုံစံလေးကိုကျွန်တော်တို့ယူလိုက်မယ်ယူပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေကဆက်ဝိုင်းတစ်ခုကိုကျွန်တော်တို့ကဖိပြီးတော့ဆွဲလိုက်မယ်ကျွန်တော်တို့ဖိတဲ့အခါမှာ sheet key လေးကိုဖိပြီးတော့ဆွဲလိုက်ပါဒါဆိုရင်တော့ဆက်ဝိုင်းကဆက်ဝိုင်းပုံစံတစ်ခုရတယ်ပေါ့နော်တကယ်ရိုးရိုးပဲဆွဲလိုက်မယ်ဆိုလို့ရှိရင်တော့လက်နဲ့ light ချိန်ညှိနေရမှာပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားနိုင်မယ် sheet key လေးကိုဖိထားမယ်ဆိုရင်တော့ဆက်ဝိုင်းဆက်နေတဲ့ဝိုင်းဖြစ်နေတဲ့ဆက်ဝိုင်းလေးကိုရမှာဖြစ်ပါတယ်ဆိုတော့ဒီကောင်လေးကိုဆွဲချက်ပြီးတော့ကိုလိုချင်တဲ့နေရာကိုချလိုက်မယ်ပေါ့နော်ကိုလိုချင်တဲ့ပမာဏလောက်အထိကိုကျွန်တော်တို့ဆွဲသေး adjustment လုပ်လို့ရပါတယ်ပြီးရင်ကျွန်တော်တို့တွေကနောက်တစ်ခုထပ်ပွားလိုက်မယ်အောက်ကဒီနေရာအတွက်ပေါ့နော်ဆိုတော့ရပြီဆိုရင်ကျွန်တော်တို့တွေကဒီမှာရှိတဲ့ဒါတော့ direct selection ပေါ့နော်ဒီဘက်က selection ရိုးရိုး selection ပေါ့နော်ပြီးရင်ကျွန်တော်တို့တွေက auto key လေးကိုဖိပြီးတော့ပြီးဆွဲလိုက်မယ်ဒါဆိုရင်တော့သူကဘဲဥပုံစံနည်းနည်းပုလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပုံစံလေးဖြစ်တာပေါ့နော် okay ပြီးရင်ကျွန်တော်တို့အပေါ်နဲ့တိုးပြီးတော့ adjustment လေးလုပ်လိုက်မယ်ပေါ့နော်ဒီလိုမျိုးလေး okay ဒီလိုမျိုးလေးရပြီဆိုရင်ကျွန်တော်တို့က line လေးတွေပြန်ဆွဲရမယ် line ကိုတော့ကျွန်တော်တို့ကဒီ line segment ကိုယူလိုက်မယ်ကျွန်တော်တို့တွေဆွဲမှာကသူကဒီလိုမျိုးဆောင်းလေးပေါ့နော်မြင်းဆောင်သွားမှာဖြစ်တဲ့ကြောင့်မို့ကျွန်တော် sheet key လေးကိုဖိလိုက်မယ် B ဆောင်းဆွဲလိုက်မယ် okay ဒီလိုမျိုးဆိုရင် line လေးကအဆောင်းလေးရပြီပေါ့နော် okay ဒါလေးကို B ကိုတင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ order လေးဖိပြီးတော့နှစ်ခုပွားလိုက်မယ်ဒီလိုမျိုးလေးရပြီဆိုတော့နောက်ထပ် line တစ်ခုကိုယူလိုက်မယ် order လေးကိုယူပြီးတော့ဒီလိုမျိုးလေးချလိုက်မယ် line ကတစ်ခုနဲ့တစ်ခုထိနေမှရပါတော့ဥမာဒီထဲကိုကျွန်တော်က color ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနဲ့ line ကို selection မှတ်ကြည့်လိုက်ပါတော့အဲ့ခါကျရင် line တစ်ခုနဲ့တစ်ခုမထိနေတဲ့ခါကျရင်လို့ရှိရင်ကျွန်တော်တို့တွေကအယောင်ဖြစ်တဲ့ခါကျရင်ကျွန်တော်တို့မဝင်ပါဘူးပေါ့နော်ဆိုတော့နောက်တစ်မျိုးအနေနဲ့ကျွန်တော်တို့ဒီဟာတွေအကုန်လုံးကို select မှတ်ပြီးတော့ control y နဲ့ကြည့်လိုက်ပါဒါဆိုရင်တော့ line ကတစ်ခုနဲ့တစ်ခုမထိနေဘူးပေါ့နော်ဆိုတော့အဲ့လိုမထိနေတဲ့ခါကြလို့ရှိရင်ကျွန်တော်တို့တွေကအယောင်ဖြည့်တဲ့ခါကြလို့ရှိရင်ကျွန်တော်တို့နှစ်ခါပြန်လောက်ရတာမျိုးတွေရှိတတ်ပါတယ်ဆိုတော့ဒီ line ကိုကျွန်တော်တို့သူ့ပေါ်မှာထိအောင်ကျွန်တော်တို့ထားလိုက်ပါကျွန်တော် control y လေးနဲ့ကျွန်တော်ပြပေးပါမယ်အားလုံး select မှတ် control y လေးကိုနှိပ်လိုက်ပါပြီးရင်ဒီ line ကိုကျွန်တော်တို့ဒီအပေါ်ကိုဒီပေါ်လေးကိုဒီလိုတင်လိုက်ပါဒါဆိုရင်ထိပြီးလာတော့မသိဘူး okay ဒါလောက်ဆိုရင်ဒါတော့ရပါပြီဒါလောက်ဆိုရင်ဒါ line တစ်ခုနဲ့တစ်ခုထိပါပြီဆိုတော့ဒါတွေအကုန်လုံး select ပြန်ပြန်ပြီးတော့ control y လေးပြန်နှိပ်မယ် okay နောက်ထပ် shape တွေပြန်ဆက်ဆွဲရမယ်ပေါ့နော်ဆိုတော့ဒီ shape နှစ်ခုကအပေါ်အောက်တူနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အပေါ်ကိုကျွန်တော်တို့က direct selection နဲ့အပေါ်က shape ကိုယူ select မှတ်ပြီးရင် shift key လေးနဲ့အောက်က select ကိုအောက်က shape ကို select ထပ်မှတ်ပြီးရင်ကျွန်တော်တို့တွေက order လေးဖိပြီးတော့အောက်ကိုorder လေးမဖိဘူးเนาะ order မဖိဘူးကျွန်တော် sorry မှာပါလို့ကျွန်တော်တို့ right click လေးကိုထောက်လိုက်မယ်ပြီးရင် transform ထဲကိုသွားမယ်ပြီးရင် refresh ဆိုတဲ့ဟာကိုရွေးလိုက်မယ်ဒီနေရာမှာ vertical နဲ့ horizontal နှစ်ခုရှိတယ် vertical ဆိုတာကျတော့ဘေးပညာလှည့်တဲ့ခါကျရင်ကျွန်တော်တို့သုံးတယ်ဒီ horizontal ကျတော့အပေါ်အောက်လှည့်တဲ့ခါကျရင်သုံးတယ်ပြီးရင်ကျွန်တော်တို့က copy လေးကိုနှိပ်လိုက်မယ်ကျွန်တော်အပေါ်အောက်လှည့်နေတာဖြစ်တဲ့ကြောင့်မလို့ဒီ horizontal ရွေးပြီးတော့ကျွန်တော်တို့တွေက copy ကိုရွေးလိုက်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့shift key လေးကိုဖိပြီးတော့အောက်ဆွဲချလိုက်မယ် okay ဒီလိုမျိုးလေးရပြီကျွန်တော်လွှတ်လိုက်မယ်လွှတ်ပြီးသွားပြီဆိုရင်ဒီနေရာမှာနောက်ထပ် line တစ်ခုထပ်ဆွဲရမှာဖြစ်တဲ့ကြောင့်ဘေးက line ကိုပဲကျွန်တော်တို့က order ဖိပြီးတော့ဆွဲပွားလိုက်မယ်ပေါ့နော် okay ဒီလိုမျိုးလေးရပြီเนาะဒီလိုမျိုးလေးရပြီဆိုတော့ကျွန်တော်နောက်ထပ်ထပ်ဆွဲရမှာကဒီကြားထဲမှာရှိတဲ့ဒီ shape လေးပေါ့နော်ဒီ shape လေးကိုကျွန်တော်တို့ဆွဲရမယ်ဆိုတော့ rectangle 2ထဲကိုသွားမယ် rectangle 2ကိုယူလိုက်မယ်ပြီးရင် rectangle shape ကိုယူလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီလိုမျိုးလေးဆွဲလိုက်မယ် okay သူအလေတက်ကြအောင်ပေါ့နော်ဒါဆိုအလေတက်ကြပြီပြီးရင်အပေါ်နဲ့တိုးလိုက်မယ်ပြီးရင်ကျွန်တော်ခုံလေးဖြစ်ချင်လို့ဒီလိုမျိုးလေးဆွဲလိုက်မယ် okay ဒါမျိုးလေးရပြီဆိုတော့ဒီနေရာမှာဒီ line နဲ့တစ်ခုနဲ့တစ်ခုမထိချင်လို့ကျွန်တော်ဒီ line ကိုကျွန်တော်အောက်နေဆွဲချလိုက်မယ်နော်သူနဲ့အတိပဲကျွန်တော်သွားခြင်းတာပြည့်တဲ့တော်ကြောင့်မဟုတ်ပါ
ဆိုတော့ဒီနှစ်ခုကို selection မှတ်ကြည့်လိုက်မယ် line တစ်ခုနဲ့တစ်ခုမထိနေဘူးအဲ့ခါကျရင်ကျွန်တော်တို့ကဒီလိုမျိုးတွေ line ဖြည့်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတစ်ခုနဲ့ဒီတစ်ခုမထိနေတာမထိလို့ရှိရင်ဒီဘက်အထိပါသူကအယောင်တွေဝင်ကုန်မှာပေါ့နော်ဒီထဲကသူကအယောင်တွေဝင်ကုန်မှာအဲ့ခါကျရင်ကျွန်တော်တို့ကအဆင်မပြေဘူးပေါ့နော်ဆိုတော့ဒီ line တစ်ခုနဲ့တစ်ခုထိဖို့အတွက်ကျွန်တော်တို့ဒီအကုန်လုံး select မှတ်ပြီးရင် control y လေးကိုနှိပ်ပြီးရင်ဒီ line ကိုသူနဲ့ထိအောင်လောက်လေးပဲကျွန်တော်တို့ထားလိုက်မယ်ဒါဆိုရင်ရပြီ control y ပြန်နှိပ်မယ် okay ဒါလိုမျိုးလေးပြင်ရပြီပြီးရင်အောက်ကဟာတွေကျွန်တော်ဆက်ဆွဲမယ်ပေါ့နော်ဒီကောင်လေးကိုပဲကျွန်တော်တို့က order လေးဖိပြီးတော့အောက်ကိုဆွဲချလိုက်မယ်ပေါ့နော်အောက်ကိုဆွဲချလိုက်မယ် okay ပြီးရင်ဒီကောင်ကိုကျွန်တော်အပေါ်တင်လိုက်မယ် okay ဒီနှစ်ခုကတော့ထိတော့မှထိမှသေးကြပါတယ် okay ဒီနှစ်ခုကတော့ထိပါပြီ okay ဒီလိုမျိုးလေးရပြီပေါ့နော်ဆိုတော့ကျန်တဲ့ဟာကတော့ကျွန်တော်တို့အယောင်ဖြည့်ဖို့ပဲကျန်တော့တယ်အယောင်ဖြည့်တာတွေကတော့လွယ်ပါတယ်ပေါ့နော်ဒီကောင်လေးတွေကိုကျွန်တော်တို့တွေကရှိတ်တွေဟိုဆွဲတဲ့နေရာမှန်ဆိုတော့ပြန်စစ်ကြည့်ရမှာပေါ့နော် okay မှန်သွားပြီဆိုရင်ကျွန်တော်တို့ဒီကောင်လုံးဒီဟာတွေကောင်လုံး select ပေးမယ်ပြီးရင် shape beta 2လေးကိုယူမယ် color ကိုအမဲအောင်ပြောင်းမယ်ကျွန်တော်တို့အယောင်စားဖြည့်မယ် okay ဒီလိုမျိုးလေးဖြည့်လိုက်မယ်ဒီနေရာမှာကျွန်တော်တို့တွေတစ်ခုကြံခဲ့တယ်ဆိုတော့ဘာလဲဆိုတော့ဒီလိုမျိုးဟာနေလို့ရှိရင်ကျွန်တော်တို့ကတိတ်ပြီးတော့ကြည့်မကောင်းဘာဖြစ်လို့လဲဆိုတော့ဒီ line ကနေဒီလိုအဖြတ်လာမယ်ပြီးတော့မှဒီဟာကအဝိုင်းနေရာကိုသူဝိုင်းတဲ့နေရာကိုခုံလေးမသွားဘဲနဲ့ဒီလိုမျိုးတိကြီးအဖြတ်ခံလိုက်ရတယ်မျိုးဖြစ်တာပေါ့နော်အဲ့ခါကျရင်ကျွန်တော်ကြည့်လို့တိတ်မကောင်းအဲ့ဒါကြောင့်အဲ့ဒီ shape ကိုကျွန်တော်တို့နည်းနည်းဆွဲသေးလိုက်မယ်နော်သူနဲ့တပြေးညီပေါ့နော်သူနဲ့တပြေးညီပုံစံလေးကျွန်တော်ဆက်သေးလိုက်မယ်ဒါဆိုရင်တစ်ခုနဲ့တစ်ခုထိသွားပြီပေါ့နော်ထိသွားပြီဒါဆိုရင်အဆင်ပြေတဲ့အထဲမှာတော့ပါပြီပြီးမှပဲကျွန်တော် control ဒီဘက်ဟာလည်းအဲ့တိုင်းပဲဒီဘက်ဟာလည်းအဲ့တိုင်းပဲကျွန်တော်နည်းဆက်သေးလိုက်မယ် okay ပြီးရင်ဒီဟာတွေအကုန်လုံး select မှတ်ပြီးတော့ control y နဲ့ကျွန်တော်ပြန်ကြည့်လိုက်မယ်အဆင်ပြေမပြေပေါ့နော်ဒီတစ်ခုနဲ့တစ်ခုဒီကောင်ဆိုရင်မထိနေဘူးဒီလားဒီကောင်ဆိုရင်မထိနေဘူးဆိုတော့ဒီကောင်လေးကိုကျွန်တော်တို့တွေကအပေါ်လေးနည်းနည်းလေးဆွဲတင်လိုက်ဒါဆိုရင်ထိသွားပြီနော်ဒါဆိုရင်ထိသွားပြီဒီကောင်ကိုချက်ကြည့်မယ်ဒီကောင်ကတော့ထိတယ် okay line လေးတွေတစ်ခုနဲ့တစ်ခုထိသွားပြီပေါ့နော်ဒါဆိုရင်တော့အဆင်ပြေသွားပြီအားလုံး select ပြန်ပေးပြီးတော့ကျွန်တော်တို့ control အားလုံး select ပြန်ပေးပြီးတော့ control y လေးပြန်နှိပ်လိုက်မယ်ဆိုတော့အယောင်စဖြည့်လို့ရပါပြီဆိုတော့ဒါဆိုရင်တော့ဒီမှာလွတ်သွားပြန်ပြီပေါ့နော်ဆိုတော့ဒီကောင်ကိုကျွန်တော်ပေါ်နည်းနည်းဆွဲတင်လိုက်မယ်ပေါ်ဆွဲတင်လိုက်သူကဒီလောက်ဆိုရပြီမထိသေးဘူး line မထိသေးဘူးဆိုတော့ဒီကောင် select အကုန်လုံးပေးမယ် control y လေးနှိပ်မယ်အဲ့လိုမျိုးမထိလို့ရှိရင်ဒါတိုင်ပတ်တာပဲတိုင်ပတ်ပါတယ် okay ဒါဆိုရင်ရပြီဒီဟာတွေရောဒါလေးတွေကထိရခင်ဗျရပါပြီဒါဆိုရင်ကျွန်တော်ပြန်ဆွဲမယ် control y လေးပြန်နှိပ်မယ်ဒါတွေအကုန်လုံး select ပြန်ပေးပြီးတော့အယောင်လေးတွေဖြည့်မယ်ဆိုတော့shape beta 2နဲ့အယောင်ဖြည့်မယ်okay ဒီနားလေးကြံနေခဲ့သေးတယ်ဒီနားလေးကြံ okay ဒါဆိုရင်တော့ရပါပြီဒါဆိုရင်တော့ဒီ shape ပုံစံနဲ့ logo design တခုရပါပြီဆိုတော့ဒီဟာလေးကျွန်တော်ဖြတ်လိုက်မယ် okay ဒီ logo design လေးရပြီပဲဖြစ်ပါတယ် browser အနေနဲ့လေ့ကျင့်တဲ့အခါမှာကျွန်တော်အသုံးပြုလို့ရပါတယ်ဒီ logo design ရဲ့ဒီ 3D ပုံစံပေါ့နော် logo အယောင်ထည့်တာတို့ဘာညာဒီ client အကြိုက်ပေါ့နော် client အကြိုက်ကျွန်တော်တို့ mockup ပုံစံလေးနဲ့ကျွန်တော်ပြမယ်ဆိုတော့အယောင်ထည့်တာကိုတော့ကျွန်တော်ဒီပြန်ပြပေးမှာပေါ့နော်အယောင်ထည့်တာနဲ့ stroke ထည့်တာကျွန်တော်ပြန်ပြပေးမယ်ဆိုတော့အယောင်ကိုတော့ကျွန်တော်ကselect ခုပေးလိုက်မှာပေါ့နော်ပြီးကျွန်တော်က gradient ရောင်သွားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့color တွေကိုသွားပြီးတော့ဒီ gradient အထဲမှာကျွန်တော်ရှာကြည့်လို့ရတယ်ဒီမှာ color method တွေအများကြီးရှိတယ်ဆိုတော့ color ပေါ့နော်ဒီဟာဆိုရင် color harmony တို့combination တို့ပြီးရင် effect တို့အများကြီးရှိတယ်ပေါ့နော်ကိုကြိုက်တဲ့ color သုံးလို့ရတယ်အဲ့တိုင်းမဲ့ဒါကတော့ကျွန်တော်ကဒီလေ့ကျင့်ဖို့ပြတာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ကျွန်တော်ကဒီ
color theory ကမသွားတော့ဘူးပေါ့နော် brand တစ်ခုအနေနဲ့တည်ထားတာမဟုတ်ပြတာမဟုတ်ဘဲနဲ့ကျွန်တော်ကကိုကြိုက်တဲ့ပုံစံမျိုးလောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ brother တို့အနေနဲ့ဒီ client ကကိုဘာရောင်ပူစားလဲသူပူစားတဲ့ရောင်မှာကိုကလိုက်တဲ့ရောင်လေးလုပ်ပြလိုက်ပါနော် okay ဆိုတော့ကျွန်တော်ဒီရောင်လေး coffee ရောင်လို့ရွှေရောင်လို့ဘာလို့ဒီရောင်လေးကျွန်တော်သုံးမယ်ပြီးရင်ဒီထဲမှာစတုပ်ကိုတော့ကျွန်တော်ကဒီရောင်လေးသုံးကြည့်မယ်စတုပ်ကိုကျွန်တော်7လောက်ထားကြည့်မယ်နော်7လောက်ထားကြည့်နိုင်မယ်စတုပ်ကို7ထားကြည့်မယ်တကယ်လို့ brother တို့ကစတုပ်ကအပြင်တို့အတွင်းတို့ရောက်နေဆိုရင်ကျွန်တော်ပြောပြနေမယ်နော်တကယ်လို့ဒါဒီလိုမျိုးဖြစ်မနေဘူးဒီလိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်ဒီမှာပြောင်းလို့ရတယ်เนาะဒီ stock ဆိုတဲ့ကောင်လေးကိုဖိလိုက်မယ်ပြီးရင်ဒီမှာ stock ကဒါကတော့အထဲကိုဒါကတော့အပေါ်အထဲနဲ့အပြင်နဲ့ကိုထူတာဒါကတော့အထဲကိုပဲပြန်ထူသွားပြီးတာဒါကတော့အပြင်သီးနဲ့ပဲထူပေးတာပေါ့နော် okay ဒါကိုကျွန်တော်တို့က copy ယူလိုက်မယ်ပြီးရင်ကျွန်တော်တို့ mockup တစ်ခုကိုရှာဖွင့်လိုက်မယ်ကျွန်တော်တို့ရှိပြီးသား mockup တစ်ခုကို Photoshop mockup တစ်ခုကိုဖွင့်လိုက်မယ်ပြီးရင်ဒီ mockup ထဲကိုကျွန်တော်သွားပြီးတော့ကျွန်တော်တို့ control V ချလိုက်မယ်ပြီး okay ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ဆက်သေးလိုက်မယ်okay ပြီးရင်ဒီကောင်လေးကိုဖြောက်ပြီးတော့ control S နဲ့ file ကိုစေးလိုက်မယ်ပြီးရင် logo ထဲကိုပြန်သွားမယ်ဒီလိုမျိုးလေးဖြစ်သွားပြီဒါကတော့သူထည့်ထားတဲ့ရွှေရောင်ပေါ့နော်ရွှေရောင်ကျွန်တော်မလိုချင်ဘူးဆိုတော့ဒီ logo ထဲမှာဒီအရောင်ကိုကျွန်တော်တို့ဒီလိုမျိုးလေးပြန်ပြောင်းလိုက်မယ် okay ပြီးရင်သူပေးထားတဲ့စာကိုကျွန်တော်တို့ဒီဖြတ်လိုက်မယ် logo ကအရင်ကြီးနေတော့တိတ်ကြီးမကောင်းဘူးဆိုတော့နည်းနည်းသေးလိုက်မယ်control S နဲ့စီးလိုက်မယ်ဒါဆိုရင်ဒီလိုပုံစံလေးဖြစ်သွားပြီ background တော့ကိုကြိုက်တယ်လို့မျိုးကိုကြိုက်တဲ့အရာကိုပြန်ပြောင်းလို့ရပါတယ်ဆိုတော့ဒါပါပဲဒီနေ့ဗီဒီယိုကတော့ဆိုတော့အားလုံးပဲနားလည်ကြလိမ့်မယ်လို့ထင်ပါတယ်ဆိုတော့နားမလည်တာရှိရင်ကျွန်တော်ကိုမိထားလို့ရပါတယ်နောက်ဗီဒီယိုမှာပဲပြန်တွေ့ကြတာပေါ့နော်